ကဲ let's go တာကြီးတို့ကျွန်တော်တို့ရေးချောင်ဘတ်ဆက်ကျွန်တော်တို့ flat 2.0ကျွန်တော်နိုင်ချင်း6000ပွဲလေးပါခင်ဗျာ back shot 3ဒါလေးကကျွန်တော်တို့ gain နဲ့ပဲ1လေးပါတာကြီးတို့နော်ဒီနေရာတွေကဘယ်သူထိုင်းစားပါလဲတဲ့ဒီကျွန်တော်တို့ရေးချောင်မှာထိုင်းစားပါရေးချောင်မှာထိုင်းစားပါအိုးကောင်းနေရောက်ရေးဒုတိယမြောက်ကေမင်းဖလက်ကယူသွားတာရောက်ရေးကိုရီးယားစာပါဆော့လို့ရလားလေဟုတ်ကဲ့ရပါတယ်ဗျနော်စာပါမတူတာတော့ကျွန်တော်တို့တယောက်တစ်ပွဲတော့ဆော့ရမယ်ကောင်းတယ်အိုးသွေးတစ်ဆက်ပဲနောက်ဆုံးရောက်ရေးကျန်တဲ့သွေးတစ်ဆက်ကိုမင်းရလဲကြီးကွမ်းလို့နဲ့ပဲအဆုံးသတ်သွားတာရောက်တတိယမြောက်ကေမို့ bro စာပါမမင်းနဲ့တော့ brother စာပါကြီးပဲ3ပွဲလုံးဆော့ရမယ်ဟဲ့လားရတယ် 3k ပဲဆော့လိုက်တပွဲကောင်းတယ်ကောင်းတယ် visitor တစ်ချက်နောက်ဆုံးကြီးကွမ်းတို့တစ်စင်းပါပဲဟာရောက်ရေးစောစောစီစီမစက္ကန့်50ပဲရှိသေးတယ်နော်တာကြီး first floor ကဲ 1k နဲ့ဦးဆောင်ထားလဲ flatမေးလေးချောင်းအနေငယ်တော့တိုင်ပန့်နေပြီရောက်ရေးဂိမ်းနဲ့ပဲ2မှာပါတိတ်ကြီးချင်းနေကောင်းမနေသားကြီးတို့အော်တာဝါရဲဒီဝင်းမန်တာရှော့ပေါ့ကွာဖလက်ကမင်းရအဲ့လောက်ကြီးကြတော့ဒီကွမ်နိုအဲ့ဒီပဲတာဝါရဲရောက်သွားတာရောက်ရေးဒါပေမဲ့လည်းမင်းရှော့တယ်နော်ချောင်းစိမ်းတော်နမက်လုပ်ပေးပါလားတဲ့တော်နမက်လုပ်ပေးဖို့ဘရိုရဲ့ကျွန်တော်ကအဲ့လောက်ကြီးတယ်မဟုတ်ပါဘူးကျွန်တော်ကမလေးရှားမှာအလုပ်တစ်ဖက်နဲ့ပါအဲတောနမက်ပွဲတွေပါတွေလုံးပါအောင်အိုးလာလိုက်တဲ့ရေလေးပါတားရရှော့ပဲပြီးအဲ့လာတော့ဖလက်ရှော့ဆိုတော့ရေကပြန်ပြီးခမ်းပတ်ဖို့အနေငယ်အခက်တွေ့နေတယ်လာလိုက်တဲ့ right တိုင်းပါတားရကိတ်လိုက်တဲ့ damage ကြီးရှော့ပြီပေါ့ကွာပြီးအဲ့ right တိုင်းကျတော့ရှော့ပြီပေါ့